妈妈是。你们都来，哎，查完了不啦？当然了，当然，我知道哪种下呢？以前那个困到我来不了吧？哦，哪叫啥啦？好嘞。啊，那对了吧？是，查那么啥嘞？这个嘛。好。当然，妈，我跟你啊，以前讲了你个的。啊，好的，我呢，我妈都讲啦。哦，我妈跳开嘛好不？妈妈也毛哩，好不？妈妈也毛哩，好不？哦，毛也毛哩，都爸爸嘞，毛也毛哩都别怕啦，都爸爸嘞，咱呢，毛哩要多嘞。哦，真的话，另外大家搞嘛的。干啥大考？哎妈，哪来路？你们都来讲的呀的。哦，你们讲那啥讲呢？别讲了。哎，我把地方也干了，他讲那啥讲的啦喽。都拿你表达路的，啊，前天嘛来下去了是喽，得下开你啦。你手下的老妹妹讲的喏。哎妈，那一定要顾问噻。你弄啊，得起来住了，都靠别人阿妹啊喽，对别人住的话，都靠别人嘞。嘿，没有不？我那么水友。刚刚的，你呀，弟呀，妈妈讲不熟嘞，俺都不晓得呢，好打哪路的呀？啊妹，我半夜拉的，我有来扫下的，我叫刚刚对的样的。我跟你这里不用肉吧啦，把肉塞来慢慢肉啊喽。啊，爸嘞，ဒီလိုလူမျိုးတွေဒီလိုမှမလုပ်ရင်နောက်ဆိုအများကြီးဒီလိုပဲဒုက္ခတွေလာပေးနေမှာပေါ့爸ရဲ့ဟုတ်ပါပြီတမီးရဲ့ဟုတ်ပါပြီကလာဟောလို့ပြီကလာ他今朝3件了，他没有拿干净的水，人端人低，眼睛哪呢？တိုင်းတာတိဖြစ်ချင်တာအသေးလားအနာတရားဖြစ်ရုံပဲလား အနာတရားဖြစ်အောင်ဆိုကျင့်တတ်ပါဘူးအဲ့ဒါမှအပေါ်မကျိုးဆိုရင်တော့တယံလုံးမယ်လို့စိတ်ကူးထားပါလေ ညီနဲ့ဘယ်လိုပတ်သက်တာ ကျမရဲ့ရောင်းမပါပြဿနာဟာလေ ညီတို့ပြဿနာတွေငါစိတ်ဝင်စားငါအလုပ်ပဲငါစိတ်ဝင်စား ဟုတ်ကဲ့အမေစံနေ ရပြီညီတို့ပြန်လို့ရညီတို့ဆန္ဒတိုင်းဖြစ်စေရစောင့်ကြည့် ဟုတ်ကဲ့ခွင့်ပြုပါအောင်နော်တာပဲ ရတယ်မစား ဒီကြည့်စားမလား ဘူးပြပြရအဲ့မိုင်းပြန်လို့ရှိရပါအဲ့ယူရလို့ပြလဲပြ
သွားဖို့အကုန်လိုက်ပေးတယ်သွားတာမထွက်ဘူးလေမထွက်ဘူးလေပေးရင်ပေးစမ်းပေးရင်ပေးစမ်းခါပြဆက်ဟောဒီအမှုလို့ပေးရင်တော့မပေးရဆရာရှိမှလည်းဆရာရဲ့ဟုတ်မထူးတော့ဘာပေးတော့ခါလည်းပေးဟောဒီအမှုလို့ဘာပေးတော့သူတို့ဆရာရှိမှပဲလေဘာပေးတော့ပေးစမ်းမှတ်လားတော့ဒီကိန်းတော့သူပြနေတယ်ဆောက်တယ်ဆွတ်ထူတယ်ဆွတ်ထူတယ်ဖြစ်နေတာထူတယ်ဘူလိုဆရာပေးကျူတယ်မရဘူးပေးရင်ပေးတာပေးရင်အေးဘာလို့ရှိနေမှာတော့ဆရာပေးရင်လည်းပဲရေးချင်ပါပေးချင်ပါ哎呀，毛巾没扔了家里，我天天原来这样。哎呀，毛大了，为啥呀？毛大干了家里。嘿，啊，花咋没给人？这个咋的？今年转嘛，南美今年吃蓝色大脚一算，提了回了。怎么样？你这你那人家有白看他的，对不对？俺家没啊。好傻，我可不。你老今年以前的人，谁让他说人没有干啥？你们吓哭了？ခင်ဗျာဘာလို့ရှင်လို့ဘာကြောင့်ပညာတဲ့ချင်းချင်းနှိမ့်ချတဲ့စကားမျိုးပြောနေတာ ပညာတဲ့ချင်းချင်းဆိုကောက်လာပြောနေတယ်။你ပညာနဲ့ငါပညာနဲ့တူတာမဟုတ်ဘူး။你အသိမရှိတဲ့ပညာနဲ့ရွာသားတွေရှာအခကျင်းငွေယူပြီးလို့ရအောင်။ခုချက်ချင်းရက်တန်းရက်မချက်တော့ငါမရက်ရအောင်လုပ်မှာနော် ဟာဒီမှာခင်ဗျာကျုပ်ဆရာလာပြီးချိန်ဆောင်ခင်ဗျာပညာဘယ်တော့တက်လဲ ။အော်နေရသိချင်တယ် သိချင်လေအားတက်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 你让俺嫂对劲这了，哎，老板呢？不老板呢？老板，不老板呢？不老板。妈的，你把我校长了，你把我干了。校长不好保护，俺这都俺干过了，俺这都俺干过了。ဆရာဒါကြီးနဲ့ဆရာနဲ့ဘယ်လိုချစ်တယ်ဘယ်လိုချစ်ဘာလဲမသိတော့တော့ဘာလာပြောနေရလဲ ခေါ်ရလိုက်တာမောင်ကြီးရဲ့ခေါ်ရလိုက်တာအတော်တဲ့ယူလေးမောင်ကြီးယူလေးဘဝဆက်ဆက်ကနေတော့စောင်းစောင်းကဒီဘဝဒီပါပဲမောင်ကြီးရဲ့ယူလေးဘာပါလဲနော် ဟာဘာလဲပြောနေတော့မသိတော့ဘူးလား မောင်ကြီးဘာဆက်ဆက်ရင်ဖွားလေရေတော့မလား တော့ပတ်တော့ပါနဲ့ လုံးသက်တယ်လားဟဲ့ဘာပညာမှမတတ်တဲ့နဲ့သူ့ရဲ့အကိုရဲ့အရှိန်ဝါနဲ့လေမတို့ကြောင့်ဒီမှာလာနိုင်စားနေကြအခုတော့သူတို့ထက်တာတဲ့ပညာတွေလည်းပေါ်လာတယ်အမလီအခါရောက်ငင်ကုတ်သွားတော့တာပဲဟုတ်ပါဒီကိစ္စကိုကြည့်ပါခဲ့ဩဇာရောက်လာခဲ့ညီတော့ကိုတော့တောင်းနိုင်နေပါပြီတော့ ဟုတ်ပါကြီးတော့ရဲ့တာကြော်လို့တွေ့ရောက်ရှိတာကျုပ်တို့ရနားတယ်ကြီးတော့ရဲ့ ဟဲ့ခင်ဗျားတို့ကကျုပ်တို့လည်းတော့ကျုပ်တို့ဆရာမကောင်းဘူးဘာသဘောလဲတစ်ချိန်တော့ဆရာတာကျော်ဆရာတာကျော်နဲ့ခေါင်းမတင်လာပြီအခုမှဖျားပြီးမြေမှာချပြီးနင်းတဲ့ဘုတ်တွေခင်ဗျားမလုပ်ပါနဲ့ ဟဲ့အဆောင်ကမသိလို့ခေါင်းမတင်ထားတာအခုတော့လေဖြာစပတ်ပြီးတော့ချနေတာငါချနေရင်မကောင်းရဲအောင်ပြောပလိုက်ချင်တာ အဲ့တော့ခင်ဗျားတို့တာပေါင်းညာသားတွေပဲအေးတနေ့ဆရာတာကျော်ဘယ်လောက်ထိတော်လဲဆိုတော့သိရမယ်ခင်ဗျားတို့ မလဲမသိချင်ပါဘူးတော့ညီတို့ဆရာကကောစာရဲ့ပြင်ပြားတောင်းဝင်ပြီးသိရလား ဘယ်လိုလဲဘယ်လိုလဲလူကြီးတိုင်းအေးတနေ့တိုင်းဘယ်သူကအမဲလဲဆိုခင်ဗျားတို့သိရမှာမှတ်ထားလိုက်ဟုတ်လားအဲ့ဒါပြော ပါတော့ အဲ့တော့ပြောချင်တာမင်းရင်းနေတယ်လား မင်းဒီလိုအချိန်လေးမျိုးမှာမင်းအေးစစ်စစ်နေနိုင်သေးတယ်နေကြသမ်းပါဘူးကွာအဲ့တော့အခုအချိန်တည်းကဘာဖြစ်နေလို့လဲ ဟာဘာပြရမှာလဲကွာအခုကလေမင်းနေရာကိုဟောတာမကြီးဝေယူသွားပြီလေကွာအခုကတော့ငါတို့သမီးမရပြောင်းမကိစ္စကွာ
ဘာခံပြောစလုံးနဲ့စား ။ဟာလေပြောနေမှာတမင်းရတဲ့ကိစ္စလို့ပြောနေအဲ့ဒါမင်းစဉ်းစားမိရလားလို့ မစဉ်းစားမိပဲနေပါမလားကွာစဉ်းစားမိတာပေါ့ ဘိုင်းစဉ်းစားလို့ ဒီလုံးမလုပ်လဲအခြားလို့လုပ်လို့ရတယ်ကွာအစကတည်းကငါဒီလုံးကိုလုပ်ချင်တာမဟုတ်ဘူးအဖိုးရဲ့အမိန့်ကြောင့်တော့လုပ်နေမင်းတို့လည်းသိနေရပါအခုတော့သူစိတ်နဲ့သူအေးဆေးဖြစ်သွားပြီပြီးသွားတာပေါ့ကွာ ။ဟဲ့မင်းကအေးသေးပြီပဲငါတို့ကအေးသေးမဖြစ်ဘူးကွာ။ငါတို့အားလုံးကမင်းကိုမိခိုနေကြတာလေ ကဲမင်းတို့ကဘယ်လိုလုပ်မယ်လို့စဉ်းစားထားကြလို့လဲ ။ဟေ့။အဲ့ဒါမဟုတ်ဘူးကွာ။ဘယ်လိုလုပ်ရမှာလဲကွာ။မင်းရဲ့နာမည်မင်းရဲ့အရှိန်အဝါတွေအဲ့ဒီခေါ်တာမှရှိရပြန်ယူရမယ်။အေးပြီးအဲ့ခေါ်တာမှနေမင်းနေရာကိုခေါ်တာမှရဝေယူသွားပြီလေကွာ။အခုအဲ့ဒါငါတို့ဒုမင်းမပြောင်းမကိစ္စကွာ။ ဘာခံပြောစလုံးနဲ့စား ။ဟာလေပြောနေမှာဒုမင်းရတဲ့ကိစ္စလို့ပြောနေအဲ့ဒါမင်းစဉ်းစားမိရလားလို့ မစဉ်းစားမိပဲနေပါမလားကွာစဉ်းစားမိတာပေါ့ ဘိုင်းစဉ်းစားလို့ ဒီလုံးမလုပ်လဲအခြားလို့လုပ်လို့ရတယ်ကွာအစကတည်းကငါဒီလုံးကိုလုပ်ချင်တာမဟုတ်ဘူးအဖိုးရဲ့အမိန့်ကြောင့်တော့လုပ်နေမင်းတို့လည်းသိနေရပါအခုတော့သူစိတ်နဲ့သူအေးဆေးဖြစ်သွားပြီပြီးသွားတာပေါ့ကွာ ။ဟေ့။မင်းကအေးသေးပြီပဲငါတို့ကအေးသေးမဖြစ်ဘူးကွာ။ငါတို့အားလုံးကမင်းကိုမိခိုနေကြတာလေ။ ကဲမင်းတို့ကဘယ်လိုလုပ်မယ်လို့စဉ်းစားထားကြလို့လဲ ဟေ့။အဲ့ဒါမဟုတ်ဘူးကွာ။ဘယ်လိုလုပ်ရမှာလဲကွာ။မင်းရဲ့နာမည်မင်းရဲ့အရှိန်အဝါတွေအဲ့ဒီခေါ်တာမှရှိရပြန်ယူရမယ်။အေးပြီးအဲ့ခေါ်တာမှနေမင်းနဲ့ပညာချင်းရှင်းရမယ်။သဘောပေါက်လား။အဲ့တော့ဟုတ်တယ်။အဲ့ဒီခေါ်တာမှရဲ့ပညာအစင်တန်းအောင်ငါကြည့်ရတော့ပြလာမဖြစ်ဘူး။အောင်လမ်းမဖြစ်ဘူး။ကောင်းလို့ဆိုမလို့မပြော။တင်မလို့ဒုက္ခရောက်ကုန်နေမယ်ပြင်ခဲ့ကွာ အထက်လမ်းနေအောင်လမ်းနေငါမသိဘူးလူဆိုတာကတာတဲ့ဘက်ကိုသွားရကြတယ်အမျိုးကွာအေးသူတို့တာတယ်ထင်လို့အဲ့ဒီခေါ်တာမာကြီးဘက်ကိုပါသွားတာလေသူတို့ဖြစ်သူတို့ခံတာပညာရေးရှင်တယ်လွယ်တယ်ထင်လို့လား ။ဟိုမင်းမလွယ်ဘူးဆိုတော့မင်းဖို့ကိုကြီးတောင်းဖို့ကွာ ငါဖို့အကူကြီးတောင်းလိုက်လို့တခုဖြစ်သွားတယ်အသက်ပေးရမှာငါကွာအေးကိုမယုံကြည်တဲ့လူတွေအတွက်နဲ့တော့အသက်ပေးရတာမတန်ဘူးအဲ့တော့မင်းတို့လည်းကိုသမင်းစားလက်မှတ်ကိုကိုရှာထားကြတော့ ။ဟေ့။ဒီမစားလည်းမတော့ဘယ်အယောင်ရင်ကျွေးမှာလဲ အလွန်မှမင်းတွေးတယ်မှတ်နေလားကိုတမင်းသားကိုကိုအလုံးရှာဒါဟုတ်ပြောတာ ။ဟာ။ဟေ့။အဲ့တော့ကလုံးမလည်းကွာတော့ မင်းကလေနဝေတိန်တောင်နဲ့ဘာတွေပြောနေမှန်းမသိဘူးအခုချိန်ကစပြီးမင်းတို့သမင်းကိုမင်းတို့ရှာစားကြတော့လို့ငါပြောနေတာခက်တယ်ငါက ။သမီးကဘယ်နှလုံးမှရှိနေလဲ တယ်မှာပြီးဖို့ကြောင့်လည်းမှာပြီးဖို့ကြောင့်လည်းမှာ ။ဟဲ့သားကျော်ထားတာ ဟုတ်ဘူးဘာလဲဗျာဘူးကဘာလို့တော့ မင်းကွာဒီလိုချိန်မျိုးမှာတော့ကောင်းကောင်းအိတ်နေတယ်ဟုတ်လားမင်းလှုပ်လိုက်လို့ငါတို့မျိုးတွေကဂုံသိက္ခာညောင်းတဲ့အားလုံးရောက်ကုန်ပြီကွာမင်းရဲ့အကြောင်းတွေလေမကောင်းတဲ့နေ့ဒီလိုလုံးပြောနေတာငါတော့ဘယ်လိုလုပ်နေရမလဲ အဖိုးကလည်းဗျာလူမှုဆိုတဲ့မျိုးကချင်းမုန်းခနဲ့ကဲ့ရဲ့ခနဲ့ပဲအဲ့ဒါကိုစိတ်ထဲထည့်မလို့ပါတော်ကြဒီဘဝနဲ့တန်တရားလဲနေအောင် တော်တန်းမင်းအဲ့ဒီလိုပေါ့ပြမဲ့လှုပ်တာတွေကြောင့်မင်းတို့ကစိတ်မချလို့ငါဒီဘဝမျိုးရောက်နေတာကွာမင်းဒီတိုင်းနေလို့တော့မရတော့ ဒီတိုင်းမနေလို့ကျွန်တော်ဘယ်လိုနေရမှာလဲဘိုးရဲ့ အေးခေါ်လာရင်အောက်လမ်းပညာတွေကအရန်အနေနဲ့များတယ်သူ့ကိုဒီတိုင်းလွတ်ထားရင်ငါတို့ပြောလို့ဒုက္ခရောက်တယ်အဲ့တော့ဒီပါနဲ့ငါတို့မျိုးရဲ့ပုံလေးခါမေတ္တာကိုရမင်းဒီတဲ့အစွမ်းကြီးချက်အောင်မကြိုးစား တော်ပါပြီဘိုးရဲ့ကျွန်တော်ဒီအလုပ်ကိုစိတ်ကုန်နေပြီဗျကျွန်တော်အေးအေးဆေးနေကြချားလို့ပဲလုပ်ချင်တော့တယ် ဒါကြောမင်းကငါမီးဖြစ်နေလို့ဒီအလုပ်ကိုစိတ်ကုန်ပိုင်လို့မရှိဘူးပေါ့ အဖိုးကလည်းဗျာခင်ပြောဗျာအဖိုးကဘာလုပ်စေချင်လဲကျွန်တော်ဘာလုပ်ရမှာလဲ မင်းလုပ်ရမှာတုတ်တံကိုသွားပြီးတော့ခုနှစ်ရက်ကြည့်ပြီးမင်းဒိတ်ဆောင်ရမယ် ဟာဘိုးဘာရင်ပြောနေရလဲကျွန်တော်တော့တရေကြောက်တတ်တာအဖိုးလည်းသိရတာနဲ့ကျွန်တော်တုတ်တံမှာဝင်မှုကိစ္စဖြစ်နိုင်ပါမလားစဉ်းစားပါဦးဘိုးရဲ့ ဒါကြောမင်းကငါ့ရဲ့နောက်ဆက်မှုတွေတစ်သက်လုံးနေသွားနေတာ အဖိုးကျွန်တော်ကအဖိုးရဲ့မြင်းဖြစ်တာကကန်ဆိုးတာပြောဗျာဝင်တော့ဝင်မယ်ဒါမဲ့ကျွန်တော်အဖိုးဂရီတစ်ခုတော့ပေးရမယ် ဒါကြိတယ် ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်အဲ့ခေါ်တာဆိုတဲ့မကောင်းဆိုးဝါးမှယူအနိုင်ယူလို့ရှိရင်အဖိုးဒီဘုံကနေကြောက်အောင်လုပ်ပါမယ်ဆိုတဲ့ဂရီ ကဲပေးတယ်ကွာပေးတယ်ငါထိုက်ချမယ်နော်သွားပြီကဲတော့အိမ်မက်မက်နေတာမဟုတ်ဘူးကွာတကယ်တကယ်
မင်းတို့ကဖြစ်ပါမလားကွာတခြားတုတ်တန်လေးကလည်းမရှိတော့ဘူး โอ้မင်းလေဒီရွာကပူကကြနေပဲကွာငါတို့ရွာနေချုပ်ကမှာအတန်လုံးတုတ်တန်ဒီတုတ်တန်မရှိရလေငါအကုန်ကြည့်ပြီးသွားပြီ တော်ပြီမ အဲ့ဒါဆိုနောက်ရမှာဘူးလို့ပြောပါ မင်းကြောက်နေရကိုအထလန်းဆက်တယောက်လှုပ်ရှားပါလေမင်းတို့အဲ့ကြောက်နေပြီပဝန်းကျင်ပြောရမှာရှက်ဖို့ကောတိတ်ခါကြပါ ဟဲ့ငါကြောက်စရာလားကွာဟိုတေချာစဉ်းစားကြည့်လိုက်တော့ဒီနေ့ကတိတ်တော့မကောင်းဘူးကွာအားကြောင့်နောက်ရမှာဘူးနော် โอ้မင်းနောက်ရလည်းဝင်မယ်ခုရလည်းဝင်မယ်ရောက်တော့ခါတော့ဝင်လိုက်အာတက်ထိုင်နေနေဟိုင်းလို့မင်းကိုငါတို့လည်းနည်းနည်းပြန်မှာမလို့နော်ဘယ်လိုပြန်မှာအဲ့ဝင်လိုက်မျက်လုံးမိတ်လိုက်လေအဲ့ အလုံးမရဘူး မင်းတို့လည်းရှိနေမှာဘူးပြေးရမှာလေမင်းမျက်စိမိတ်လိုက်သမားငါတို့ရှိတယ် ကောင်းလေးတွေ ကောင်းလေး ကောင်းလေးတွေ ကောင်းလေး ဘာဘယ်လိုလဲ ဩအဘကဒီတော့ကလာပါမင်းတို့ကဒီမှာဘာလာလောက်တာလဲ အော်ဟိုတခြားတော့မဟုတ်ပါဘူးကွာဟိုကျွန်တော်နာမည်ကတာကျော်ပါကျွန်တော်ဒီတုတ်တံမှာအဓိဋ္ဌာန်တစ်ခုလေးဝင်ခံရှိလို့ပါအဲ့ဒါဝင်လို့ရတယ်မလား ရရ ဩရပါတယ်ကွယ်ရပါတယ်ဒါပေမဲ့တေးသေးချာချာတော့ဂရုစိုက်ကွယ် ခုနကဘာပြောသွားတတိချာချာတော့ဂယုဆိုင်အဲ့ဘာပြောတာလဲ ဟိုမင်းရလေကွာတိတိကျကျယူဆိုင်ဆိုတဲ့အဓိပ္ပာယ်ကဟိုတိတိကျကျယူဆိုင်မင်းရဲ့အဓိပ္ပာယ်ကိုတိတိကျအာရုံစိုက်ပြီးယူဆိုင်လို့ပြောတာဟာဘောလူတော်ဖန်ဆင်းလာပြီပုတ်ကိုလူတွေလာမသိဘူးနော်မင်းတို့စောက်စောက်လို့မင်းစောက်စောက် မပြောတော့ဖြစ်တော့ဖြစ်နေ အေးမင်းတင်ရအောင်တော့မလုပ်လို့ ရောရော ဟိုရက်ပါလေမင်းလည်းပါတော့မင်းလည်းဟိုစီကတော့ဂျာနေဘောအဲ့တော့ဂျာနေနေတော့ဟောချက်တိုင်းနေတော့ဟောချက်တိုင်းကလည်းဒီပေါက်ချင်လို့ကြောက်ဘူးလို့ထိုင်နေတော့ဟုတ် မင်းတို့ရှိနေတော့ 啊，是的，是的，哎，那是啊，我也是的。明天这个你哎，别买了，我老是明天就去买了，别让。这个我这我上我那都问。你能买的？你能买的？没有မျိုးလုံးမေးလိုက်မောင်မောင် 我别你忙了些，你都没买的。这都没把放过我听见不着为了什么你怎么了？别的。 တစ်ဖက်သေးရော 哇，谁是的这个瓜？你哟，别老在碰了干嘛？ ငါဝင်ပြီနော် 回来回来。啊，叫你搞东西的，对了，没来了，没来没来。 ပြည့်ပြီကွာ ငါတို့ရှိတယ်ငါမပြောဘူးနော်ငါတို့အခုဒါပြောလိုက်ရင်မင်းအဓိကပြတ်သွားဆိုတော့ငါတို့စကားလုံးမပြောဘူးမင်းပြောလို့ရမယ်ဆိုရင်ငါပြောလိုက်မယ်အခုလောဆယ်မပြောသေးဘူးတော့ငါအခုချိန်မှာဘာစကားမှအတမ်းမပြောတော့နော်ငါအခုစကားမပြောဘူးဆိုတော့အချက်ပေါ့ပေါ့ပေါ့လေဘာလဲရှိရဘူးနေနော်မင်းအနေကကြည့်ကွာ ဟိုမင်းမေးလာငါတို့စစ်တာဒီကွာမေးလာ မင်းရှိမှာ ရှိတယ်ရှိတယ်ဆရာတော်ကျွေးတော်ပြေးလိုက်စမ်း မိတ်ပြီ မေး 你也过来，我哪么你啊？我也记不你了，你好多。 လဲလေအဲ့ဦးကငါရှိမှာမိမတယောက်ငါမျက်နှာတိုင်းမှာကပ်ပြီးကြည့်သွား 没办法呀，我感觉没可能。我第一天都在那没办法，起码没过面，等下这个小干嘛？哇！ ငါတကယ်မြင်လိုက်တာနော် 哎呀，我别，这边别。 မဝင်ဘူးမြင်မယ်မြင်မယ် 别回来带饭了，喂，他说，哦，来，咱俩得上去。 မင်းတော့ဘာမင်းတော့ဝင်ပါလား 完了，他没有开眼力嘛？喂，他说，哦，咱俩去过来，你干嘛呀？我说家里，我说，
လိုက်တယ်အခုလည်းပြန်ရောက်လာပြန်ခင်ဗျာဘာတူလဲဗျ အော်မသူ့များမမဲ့စကားသူကလည်းမင်းရရရှိသေးတယ်ရှင်းရအောင်ဒီမှာဘာလာလုပ်နေတာဒါကျမတို့ပိုင်နော် ဒါမင်းတို့အပိုင်မင်းတို့အပိုင်ဆိုတော့မင်း ရှင်းရလေတရားလာထိုင်တာတရားရှိမဲ့ဘုံမပေါ့ကြောက်တက်လိုက်တာလေလွန်ရောကျမတို့ပိုင်ဆိုတာကျမဒီတုတ်တန်အောင်စောင့်တဲ့သူ့ဘာရာစာကြီးရဲ့သမီးဒီမှာပဲနေတာအဲဒါကြောင့်ကျမတို့ပိုင်လို့ပြောတာ အဲ့ဒါဆိုလို့ရှိရင်ခုနလာသွားတဲ့အဘရဲ့သမီးနဲ့တူတယ် ဟုတ်ပါ မသိပါဟာဒါနဲ့ဒီလက်ပတ်လေးကညီမဟာ ဟုတ်တယ်ကျမကိုယ်တိုင်ထိုးတာရှင်သဘောကျရင်ယူလိုက်လို့ ယူလို့ရတယ်လားအော်ငါညီမရုပ်ကလေးလဲချောဆိုသဘောလေးလဲကောင်းလာတယ်ဒါနဲ့ညီမနာမည်က ရွှေရောက် ရွှေရောနာမည်လေးကလှလိုက်တာဟုတ်ကို့နာမည်ကတာကျော်ပါကို့ဒီရွာမှာမသိတဲ့လူတယောက်မှမရှိဘူးကိုကအထက်လန်းဆရာတယောက်လေးပြီးတော့ကိုကဒီမှာအဋိဌာန်လာဝင်တာ9ရက်တောင်ဝင်ရမှာအခုမှပထမဆုံး1ရက်ပဲရှိသေးတယ်အေးတကယ်လို့ဒီအဋိဌာန်အောင်သွားလို့ရှင်တော့ကို့နောက်ပဲမကောင်းဆိုးမှကတ်လို့ရတော့ဆရာကြီးဖြစ်သွားပြီ ဩဟုတ်လား ဟုတ်တယ် အကွာ9ရက်တိတ်တယ်နော်ဟိုဒီနေ့ကပထမဆုံးနေ့ဆိုတော့ဟိုနောက်ထပ်6ရက်ကျန်သေးရပါတော့ ဟုတ်တာပေါ့ဟုတ်တာ ဒါဆိုရင်မနေ့ကလည်းလာပါမလား မနေ့ကလာမနေ့က အဲ့ဆိုအခုရွှေရောက်ပြောနေမယ်နော် မြို့နေမှာမြို့နေမှာပေါ့မြို့နေကိုလာမှာနော်အဲ့ဒါဆိုလို့ရှိရင်အချိန်လေးလေးနေပြီကိုအဋိဌာန်လည်းပြီးသွားပြီဆိုတော့သွားလိုက်နော် ညနေမယ်နော် ညနေကိုသွားပြီလို့နော် ညနေမယ်နော် အေးဟာလက်ပတ်လေးတွေယူသွားလိုက်မယ်နော်ကျေးဇူးတင်တယ်ဟုတ်ပြီ တက်တာ ထထ